Kabiaset diye puelo mami Momien teka la me duni shinta Tray like time Yen the me Di in de sweni Yo yo le La nai do ye Nami me de ba nya la tene Make a twele Mlo male Bawa be song ane Ya septi ye puelo mami Momi cheka la me ni shenta ti Twilight ရှိနိုင်ကြပါကြီးအားလုံးကျမ်းမှချမ်းသာကြပါကြီးလူရဲ့လူဖြစ်လာလို့ရှိရင်တော့လူတိုင်းမှာအခက်အခဲရှိကြပါတယ်เนาะဒီအခက်အခဲတွေအားလုံးလွယ်ကူစွာကျော်လွှားနိုင်ဖို့အတွက်ကဘာသာတရားကိုလက်ကင်ထားပြီးလုပ်ရမယ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့လုတ်ကင်ဆောင်ရွက်လို့ရှိရင်အခက်အခဲမှန်သမျှအားလုံးကအဆင်ပြေအောင်မြင်နိုင်ပါစေမိသားစုရေးရမှာလည်းပဲဆက်ဆက်ရရတစ်ခါတလေကြာရင်မသိမြတ်တာလေးလည်းရှိကောင်းရှိကြလိမ့်မယ်မိဘနဲ့သားသမီးဆိုလည်းထုံနည်းတူပါပဲသဘောထားလေးတွေကွဲလွဲလို့ရှိရင်အဆင်မပြေတာမျိုးလေးတွေရှိကောင်းရှိနိုင်ကြပါတယ်တို့ပေမဲ့လည်းပြန်ပြီးတော့အဆင်ပြေသွားနိုင်ကြပါတယ်ဒါကတော့အခိုက်အတန့်ပေါ့နော်သားသမီးကလည်းမိဘပေါ်မှာအထင်မှာအမြင်မှာဖြစ်တာမျိုးလည်းရှိကြတယ်နောက်တစ်ခုကကြတော့သားသမီးနဲ့မိဘကြားမှာတူတယောက်ပေါ့နော်အဲ့လိုပေါ့သွေးထိုးပြီးတော့မြောက်ထိုးပင်ကောပြောဆိုသွေးထိုးတဲ့ဟာမျိုးတွေလည်းရှိကြတယ်အဲ့အတွက်ကြောင့်မလို့မိဘနဲ့သားသမီးအထင်မှာအမြင်မှာအထင်လွဲမြင်လွဲလေးတွေဖြစ်ကောင်းဖြစ်လိမ့်မယ်တို့ပေမဲ့မိဘဆိုတာမျိုးကတော့သားသမီးပေါ်မှာဘယ်တော့ခါမှမေတ္တာမပြတ်ဘူးဆိုတာတော့ရှိကြပါတယ်အဲ့အတွက်ကြောင့်မလို့မိဘဘက်ကသားသမီးပေါ်မှာမေတ္တာမပြတ်ပါနဲ့သားသမီးတွေရတယ်မိဘအပေါ်မှာနားလည်လာပါလိမ့်မယ်နားမလဲတော့လေသူ့တိုင်းနဲ့သူ့ကံပေါ့ဘာတတ်နိုင်မှလည်းမဟုတ်ဘူးလားဘာဖြစ်လို့လဲဆိုတော့ကိုယ်ခန္ဓာကိုယ်ကထွက်တဲ့လက်တောင်မှအတူနဲ့အရှိနဲ့ဆိုရင်အရှိကတစ်ချောင်းနဲ့ပဲရှိတာလေအတူက၄ချောင်းရှိတာလေအဲ့တော့စိတ်တွေကဖယ်တူညီကြပါမလဲတို့ပြီးမယ်လေမေတ္တာတရားမပြတ်ပါနဲ့မေတ္တာကိုတော့ရှေ့တန်းတည်ထားပါမေတ္တာတရားလေးနဲ့ပဲနေထိုင်ပြီးတော့ဘဝကိုအေးချင်းချင်းနဲ့ဖြတ်တန်းပြီးတော့နေထိုင်ဆောင်ရွက်သွားလာမယ်ဆိုရင်အခက်ခဲအားလုံးကအဆင်ပြေအောင်မြင်သွားကြမှာပါရှင်